ဒီနေ့တော့ကျွန်တော်တို့ time machine ကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ပကန်းခေတ်ကိုပြန်လှည့်ကြမယ်။ဒါပေမဲ့ဖျားဘူးသွားဖို့မဟုတ်ဘူး။ကြောက်စာသွားဖို့မဟုတ်ဘူး။ပကန်းခေတ်ရဲ့အဆိုးရွားဆုံးအသက်အန္တရာယ်အနာဆုံးနဲ့အနံ့အဆိုးဆုံးတမွေးဝမ်းကြောင်းအလုပ်တစ်ခုကြောင်ကို deep dive လုပ်ကြမယ်။အဲ့ဒါကတော့ပကန်းခေတ်ရဲ့အပြောမယ်သို့မဟုတ်ပြည်တန်စာတရားရဲ့ဘဝပါပဲ။ဒီတော့ခမရတွေးလိမ့်မယ်။အေးလေဘာခက်လို့လဲ။အလှလေးပြင်ပတ်စံလေးယူပြီးတာပဲလေလို့။အိုးညီလေးမေပကန်းခေတ်ကို short မတွန်းနဲ့။အခုခေတ်မှာ OnlyFans friendly AC ကန်ထဲမှာနေရတာမျိုးမဟုတ်ဘူးပကံခစ်အပြောမယ်ဘွားဆိုတာ Resident Evil game တွေက zombie တွေကြားတဲ့လက်နက်မပါပဲဖြတ်ပြေးရတယ်လို့ပဲဘာလို့အဲ့လောက်တော့ငရဲကြလဲဆိုတာကိုတစ်ချက်ချင်းခွဲချင်းစိတ်ဖြာကြည့်ကြစို့ပထမဆုံးအနေနဲ့ fault တွေ clientele အကြောင်းအရင်ပြောအောင်အခုခေတ်လူရေးမွေးဆွဲခေါင်းရင်းစီတက်ရနေတဲ့ကိုကိုတွေကိုမျှော်လင့်နေရင်တော့မင်းမားသွားပြီပကံခစ်လည်းပြန်မြအမျိုးသားတယောက်ကိုစိတ်ကူးရင်ကြည့်လိုက်မနက်မိုးလင်းကလေးကနေပူကျဲထဲမှာလဲထုံးတစ်ခုတ်ဒါမှမဟုတ်စစ်တိုက်ထားတဲ့လူတွေရေချိုးဖို့ဆိုတာကလည်း AR မြစ်တဲ့သွားချိုးရတာဆိုတော့လူတိုင်းကနေ့တိုင်းရေမချိုးကြအောင် deodorant ဂျိုင်းလင်းစီဆိုတာမရှိဘူး body spray ဆိုတာအိမ်မက်တော်မမှန်နဲ့မင်းစီကိုလာမဲ့သူကချွေးထန်တရွှဲရွှဲဖုံတလူလူနဲ့ဂျိုင်းစော်နာနေတဲ့အပြစ်ပါဇက်ထဲမှာလည်းကိုးနေအပြစ်ဝါထားတယ်တွားတွေကကွန်းကြိုးတွေကပ်ပြီးနီးရဲမဲတူးနေတာပဲသူစကားပြောလိုက်ရထက်လာမဲ့ခံတွင်းနေကမင်းညကစားထားတဲ့ချက်သွန်မြူနန့်ရဲ့ပောက်ခတ်နေတဲ့ငါပြည်စီနန့်ရဲ့ဘောင်းပြီးတော့နှခေါင်းထဲကိုဒုံးကြီးနဲ့ပစ်ထည့်လိုက်တယ်လို့ပဲအဲ့ဒီလိုလမ်းလျှောက်လာတဲ့လူကြီးကိုမင်းကပြုံးပြပြီးဖတ်လဲတခင်ကြိုဆိုရမှာမက်စ်တက်ခွင့်လည်းမရှိဘူးစဉ်းစားတာကြည့်တော့အဲ့ဒီအနန္တတွေကိုရှူးရှိုက်ရင်းနဲ့တင်မင်းအစုပ်ရောင်ယောဂရနိုင်တယ်ဒုတိယအချက်ကတကူရေးတန်ရှင်းကြီး hygiene ပဲအခုခေတ်လို skin care ဒီရေချိုးဆက်ပြားဒီ feminine wash ဒီရှိတယ်များထင်နေလားလုံးဝမရှိဘူးမင်းကအပြောမယ်ဆိုတော့ဧည့်သည်ပေါင်းစုံနဲ့တွေ့ရမယ်ပြီးရင်တန်ရှင်းလုပ်ဖို့ကမင်းမှရှိတာကရေဦးတစ်လုံးရေရေမှုန့်တစ်ခုရေပဲအဲ့ဒီရေကလည်း AR မြစ်ထဲကခတ်လာတဲ့ရွှက်နဲ့တွေလူတွေချိုးထားတဲ့အညစ်အကြေးတွေတခါတလေမြစ်ထဲမျောလာတဲ့ခွေးတွေကောင်းတွေနဲ့ရောနှောနေတဲ့ရေမျိုးပဲ hand sanitizer လည်းမရှိဘူးစပ်ပြားစားတရောကင်းမုံလို့ပဲရှိမယ်အဲ့ဒီလိုယောဂဖိုးမွားတွေကမင်းခန္ဓာကိုယ်မှာပါတီပေးနေတယ်လို့ပဲဖြစ်နေမှာတနခါလေးလိမ့်ပြီးလက်လက်လေးနေလို့ရတယ်ဆိုပေမဲ့အတွင်းပိုင်းကတော့ bacteria တွေရဲ့နိဗ္ဗာန်ပုံဖြစ်နေလောက်ပြီတတိယအချက်အဆိုးရွားဆိုးနဲ့အကြောက်ဆုံးအပိုင်းရောက်ပြီကျန်းမာရေးစောင့်ရှောက်မှု health care နဲ့လိင်ကတဆင့်ကူးဆက်တတ်တဲ့ယောဂတွေ STDs ပဲကွန်ဒုံးဆိုတာပကံခေတ်မှာမရှိသေးဘူးဖောက်တီတွေကလည်းတိုင်းပြည်အနှံ့လဲတော်လာနေတဲ့စစ်သားတွေကုန်းတယ်တွေဆိုတော့ယောဂမျိုးစုံတဲလာရတယ်ဆီဖလစ်လိုဂိုနိုရီယာလိုယောဂမျိုးတွေဒါမှမဟုတ်တခြားမှော်ရွံ့တဲ့ယောဂတွေကုဆက်ခံရပြီဆိုပါစို့အခုခေတ်ဆိုရင်ဆေးကန်းသွား antibiotics လေးတောက်လိုက်ရင်ပျောက်တယ်ပကံခေတ်မှာမင်းယောဂရပြီဆိုရင် goodbye man ဘယ်နီဆလင်ဆေးဆိုတာမရှိဘူးမင်းသွားပြလို့ရလာကရွာထိပ်ကနတ်เสียဒါမှမဟုတ်ဘိန်းတော့เสียပဲသူတို့ကဘာလုပ်ပေးမလဲတစ်ခေါက်တွေပြုတ်တိုက်မယ်မင်းရဲ့အောက်ပိုင်းကအနာတွေကိုကြည့်ပြီးအော်ဒါကမိဘနတ်ဖန်းတာကြက်တံကောက်တပ်ပြီးရရချီလိုက်လို့ပဲဖြိုးမှာယောဂဘိုးကခန္ဓာကိုယ်အနှံ့ပြန့်သွားမယ်အနာတွေပေါက်လာမယ်ကြိုက်ခဲလာမယ်နောက်ဆုံး syphilis ဘိုးကဦးနောက်ထဲထိရောက်သွားရင်မင်းယူဆွတ်ပြီးတော့ကိုတေးရမှာအရှင်လက်လက်ငရေကြတာမယ်ကုစားဆေးလည်းမရှိတတ်ထအောင်လုပ်ပေးမယ်အကြိုက်ခဲပြောက်ဆေး paracetamol လည်းမရှိဘူးနာကျင်မှုကိုအန်ကျိတ်ခန်းပြီးတဖြည်းဖြည်းပုတ်ခတ်တေဆုံးသွားဖို့ပဲရှိတယ်စတုဒ္ဒအချက်က customer service နဲ့ HR ပြဿနာတွေပဲပြောမယ်ဘဝမှာအကားအကွယ်ဆိုတာလုံးဝမရှိဘူးမင်းရဲ့ဖောက်တဲ့ကမူးယူပြီးတောင်းကြတယ်မင်းကိုရိုက်နေတယ်ဆိုပါစို့ဘယ်သူကိုထွားတိုင်မလဲရဲစခန်းမရှိဘူး911ခေါ်လို့မရဘူး HR ကိုတွားတိုင်လို့မရဘူးအဲ့ဒီခေတ်ကလူမိုက်တွေစစ်တီဘိုဘာတွေကမင်းကိုအနိုင်ကျင့်ကျင်တိုင်းကျင့်သွားလို့ရတယ်ပြီးတော့ငွေပေးချင်မှုစနစ်ဖောက်တဲ့ကအလုပ်ကိစ္စပြီးသွားလို့ဟစ်ကောင်မလေးမင်းကိုပေးစရာပတ်စံမပါဘူးဒီမှာငါလေတွေကထော်တဲ့ခရမ်းသီးသုံးလုံးပဲယူလိုက်ဆိုပြီးပစ်ပေးသွားရင်လေမင်းဘာမှလုပ်လို့မရဘူးငင်းလိုက်ရင်ဓာတ်နဲ့အခုဖမ်းနိုင်တယ်တခါတလေပတ်စံအစားကြေးပြားစုပ်တယ်စံနေပါနဲ့လာရှင်းသွားတာမျိုးလည်းခံရမယ်လောကအားစားချုပ်ဆိုတာမရှိဘူးမင်းရဲ့ခန္ဓာကိုယ်ဟာသူများလူစိတ်ကြိုက်တဲ့သုံးချပြီးလွှင့်ဖြစ်လို့ရတယ် public property အများပိုင်ပစ္စည်းတစ်ခုလိုဖြစ်နေမှာမင်းစမချက်အသက်အရွယ်ကြီးလာတဲ့အခါ retirement plan အပြောမယ်တယောက်ရဲ့တက်တန်းကအယံတိုးတယ်အဲ့ဒီခေတ်ကအစားအသောက်အာဟာရချိုးတဲ့တာရဲ့ယောဂဗျာထူပြောတာရဲ့ကြောင့်အသက်20ကျော်25လောက်ဆိုရင်တင်ယောဂတော်တော်လေးကျနေပြီအသက်3လဲဆိုရင်အဘွားကြီးလိုဖြစ်နေလောက်ပြီရုပ်လေးနည်းနည်းပြတ်သွားတာနဲ့ခန္ဓာကိုယ်အချိုးအစားလေးနည်းနည်းပြတ်သွားတာနဲ့မင်းစီကိုဘသူမှလာတော့မှာမဟုတ်ဘူးအဲ့ဒီခါကျရင်မင်းမှာပင်စင်လက်စာမရှိဘူးလူမှုဖူလုံငွေမရှိဘူးထောက်ပံ့မဲ့ထောက်သမီးလည်းမရှိဘူးရှိရင်လည်းဘသူကလေးမှမသိတဲ့အတွက်ပြဿနာတတ်တယ်နောက်ဆုံးကြတော့စားစရာမရှိမြေးစရာမရှိပဲယောဂဗျာတွေထူပြောပြီးလမ်းဘေးမှာဆုတ်ဆုတ်ပြက်ပြက်နဲ့အသက်ထွက်ရဖို့ပဲရှိတယ်လူအတိုင်းဝိုင်းကလည်းပြည်တန်စာဆိုရင်ယွင်ရှာကြတဲ့အတွက်တေးရင်တောင်ကောင်းကောင်းမွန်မွန်ညှိမြုပ်ပေးမဲ့သူရှာတယ်ကဲအားလုံးပဲခြုံငုံမြင့်ကြည့်လိုက်ရင်ပကံခေတ်ကအပျော်မဲ့ဘဝဆိုတာနေတိုင်းကြိုင်စော်နန်းငပီစော်နန်းကွမ်းချိုးစော်နန်းနေတဲ့လူကြီးတွေနဲ့အလုပ်လုပ်ရမယ်ရေမချိုးရနဲ့ဖုံတလူလူခန္ဓာကိုယ်တွေကိုဖတ်ထားရမယ်
ကွန်ဒုံးမရှိဆေးမရှိတဲ့ခင်မှာ syphilis နဲ့ gonorrhea ကိုအကာအကွယ်မဲ့ရင်ဆိုင်ရမယ်။ရိုင်းနှက်ခန့်ရင်တိုင်စရာရဲမရှိဘူး။အသက်ကြီးလိုက်ရင်လမ်းဘေးမှာငတ်တယ်ဖို့အာမဏခန့်အဖြစ်ရှိတယ်။ဒီလောက်ဆိုရင်ပကံခင်မှာပြည့်တန်းစာလောက်သွားတာဘလောက်တောင်စိတ်ပက်စရာကောင်းတယ်လဲဆိုတာသဘောပေါက်လောက်ပြီးထင်ပါတယ်။အခုခေတ်မှာမွေးလာတာကိုပဲကျေးဇူးတင်ကြပါ။ရေချိုးစပြားလေးသုံးခွင့်ရတာဖျားရင်တောက်စရာပါရာစီတမော်လေးရှိတာပြီးတော့အနံ့သက်ဆိုးတဲ့လူတွေကိုရှောင်ဖေခွင့်ရှိတာဟာခင်ဗျားတို့အတွက်တော့တကယ်နိဗ္ဗာန်ပါပဲ။ဒီလိုသမိုင်းကိုပေါ့ပေါ့ပါပါနဲ့ရေစရာကောင်းအောင်ပြောပြပေးနေတဲ့ Coffee ခါခါ Channel ကိုတပို့ကြရင်အားပေးကြပါအောင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။သွားတိုက်ဖို့ရေချိုးဖို့မမေ့ကြနဲ့အောင်နော်။တတား